Hello မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့လွယ်ဆုံးအင်္ဂလိပ်စကားပြောအတူထွားလေးတွေလေ့လာကြည့်အောင်ပေါ့နော်နံပါတ်1 I don't like him ဟာသူ့ကိုသဘောမကျဘူးလို့ပြောနော်သဘောမကျဘူးလို့ပြောတာပေါ့နော် I don't like ဆိုတော့သဘောမကျဘူးမကြိုက်ဘူးပေါ့ရောအဲ့လိုပြောတာပေါ့နောက်တစ်ခု who is that ဆိုတော့အဲ့ဒါဘာတူလဲလို့မေးတာနောက်တစ်ခု who told you မင်းကိုဘာတူပြောတာလဲနောက်တစ် anything to say မင်းဘာပြောမလဲလို့ပြောတာပေါ့နော်နောက်တစ်ခု what about your plan မင်းရဲ့အစီအစဉ်ကရောပါလဲဘယ်လိုလဲပေါ့နော်နောက်တစ်ခု do you think so မင်းရောအဲ့လိုထင်တာလားနောက်တစ်ခု do you remember me မင်းငါကိုမမီလားပေါ့နော် take a rest အနားယူတာနောက်တစ်ခု what about you မင်းကရောဘယ်လိုလဲပေါ့နော်နောက်တစ်ခု pretty good တော်တော်လေးကောင်းတယ်လို့ပြောတာ very good ပေါ့နော်နောက်တစ်ခု what's up ဘယ်လိုလဲဘာထူလဲဘာကြောင်းလဲအဲ့ဒါပြောတာပေါ့နော်နောက်တော့ that's great ကောင်းပါတယ်လို့ပြောတာနောက်တော့ be good ကောင်းနေပါလည်းနေမှာနေလို့ပြောတာပေါ့နော်နောက်တော့ turn the radio on ဆိုတာဖွင့်အောင်ပြောတာပေါ့နော် radio ဖွင့်ပါလို့ပြောတာနောက် turn the radio off radio ပိတ်ပါလို့ပြောတာဒီလိုလေးချိန်လို့ရတယ် turn off the radio လို့ပြောလို့ရတယ် turn off နဲ့အဲ့လိုလေးကတ်ရေးလို့ရတယ်ပေါ့နော်နောက်တစ်ခု how long does it take ဘယ်လောက်ကြာမှာလဲပေါ့နော်နောက် see you next week နောက်ပတ်ထဲကိုပြန်တွေ့ကြမယ်လို့ပြောတာနောက် many years ago လွန်ခဲ့တဲ့နှစ်များစွာတုန်းကပေါ့နော်နောက် it should be ဖြစ်တဲ့တယ်လို့ပြောတာနောက် it is impossible မဖြစ်နိုင်ဘူးပေါ့နော်နောက် time's up ဆိုအချိန်ပြည့်ပြီလို့ပြောတာနောက် get ready အစင်းသင်းလုပ်ပါလို့ပြောတာ